ဒီကိစ္စနဲ့ပတ်သက်လို့ပြောဥတုတ်ကြီးနဲ့ဒေါ်ထွားကမင်းရောထလို့ရထားတယ် ဦးကြောက်ဖြစ်တာ တခါတလေအပြည့် သမီးလေးအပြုံးကိုလက်ထပ်ချင်လို့လက်ထပ်ခွင့်လာတောင်းတာ ဟောသဘောတူ သဘောတူတယ်ဆိုရင်တော့လေကျွန်တော်တွေ့ပြရစီတွေ့ပြရစီ တွေ့ရပါမယ်တွေ့ရပါမယ် ကဲကြားလိုက်တာတွားခေါ်ပေးလိုက်စမ်းပါကွာကျွမ်းနေ sorry ပါ sorry ကျွမ်းနေခင်ဗျာမက်ဆီပါလာရင်မစားနဲ့တော့ဘာဖြစ်လို့လို့ခင်ဗျာနာဘေးကူရှက်သွားပြီပဲဟာဖင်ငပုတ်ဖမ်းတာ ဟာခုံကဖုန်နေနေပြီးနေပါလားထိုင်ဖို့အတွက် ဟိုရပါတယ်ဆရာဟိုကျွန်တော်ခွေးမွေးနဲ့တုပ်ပေးပါမယ်ခွေးမွေးနဲ့တုပ်ပေးပါမယ်ခွေးမွေးလား ဟာဒါခွဲမွေးလာဗျ လေလာပါတကယ်လေးစောင့်ရရှားလာပြီ အေးငါသမီးလေးရက်နေကြည့်နော်ဘယ်လိုဖြစ်တယ်တော့ထောင်ပေးလိုက်ထမောင်းပါ လှလိုက်တာပြုံးရဲ့နောက်ပိုင်းနေကြတာများတော့နောက်ပိုင်းသားနေထွက်တယ်လှလိုက်တာပြုံးရဲ့ ဒီပြခုံကြီးအော်ဘာမှမ ပြုံးမော့ကြည့်ပါအောင်ပြုံးရဲ့ကို ဟဲ့မောလိုက်လေ အေးလေမို့လိုက်လေမို့ ဟဲ့မောလိုက်လေ ဟဲ့ ကြည့်လိုက်လေ ကြည့်လိုက်လေ ဟဲ့မောလိုက်လေ ဟဲ့ကြည့်လိုက်လေအိုးပါတယ်ပါတယ်အိုးပါတယ်ပါတယ်သဘောတစ်ခုပြောတာပါဗျာတမျိုး ကိုက ဒီ မှာ တော့ကွာ ကိုကမှာဘာအကျဲရှိလို့မော့မရှိရလဲ ပြည့်လောက်ပါကွယ်ဘယ်နဲ့ ဦးညီတို့မုံဝင်းကဆွဲနေမုံဝင်းကရေရိုးလို့ကျဲသွားပြီ မဖြစ်တယ်မှာတော့သေးတာပေါ့ကွာ ဘာဖြစ်လို့လဲပြုတ်နေ ကျမတထဲဦးမြတ်တို့လုံးဝလက်မထက်နိုင်ပါဘူးရှင် ဘာဒါမတည့်ရှိပြီ ဟာဘလို့ ဘယ်လိုဘာလို့ပဲဘာတမျိုးဘာလဲဘာလို့ပဲ အပြုံးချစ်တာအပြုံးမြတ်လို့တာဟာရွာရဲ့ပရဟိတကြတဲ့လုပ်ငန်းတွေကိုလောက်ကင်နေတဲ့ကိုတိုးအောင်ချစ်တာပါတထဲဦးမြတ်တို့လုံးဝလက်မထက်နိုင်ပါဘူးရှင် ပြုတ်ရင်ပြုတ်ပါဦးဆိုလို့ဆိုတော့ကိုအောင်နားလေဘာနဲ့တူလဲဆိုကောင်းကွာဘတော့ပဲတေချာကြိုကြိုတင်တင်ပြောအဲ့လိုလောက်ခံရတဲ့ဘဝကိုရောက်နေတာပါပြုတ်ပြုတ်စိတ်ချမ်းသာစီရမယ်ခဏနားထောင်ပါစောက်မှပြုတ်တော့ကြောင့် ဟုတ်ကဲ့ အားလုံးကြောင့် တက်တာ မင်းရဲ့ငွေစီးရှင်းနေပါဇက်နဲ့ဖတ်ပြတယ် ပါဇက်မနဲ့မဖတ်လို့ဘလို့ကဖင်နဲ့ဖတ်နေလို့ဟုတ်ပေါ့ဒါပါပဲခင်ဗျာ ရှင်းလေကွာမင်းမဟောပါသေးဘူးရေ အာမပြောသေးဘူး